ရရဲမှာမချစ်စုတည်းအသီးတွေရမ်းကိုတီးနေပါပြီရှင်မချစ်စုတည်းအသီးလေးတွေကပေါ့နော်အရမ်းချိုပါတယ်လေးပြီးတော့မှချိုပါတယ်ပေါ့နော်လူတွေကပေါ်များနေလို့ရှိရင်တန်ဖိုးမသိကြဘူးပေါ့နော်မျိုးဝဝယ်စားတဲ့စိတ်တလုံးတည်းအသီးမှဈေးကြီးပေးရမှာကောင်းတယ်ထင်ကြတာပေါ့နော်တကယ်တမ်းကိုရီစီမာတီးတဲ့မချစ်စုတည်းရဆိုလို့ရှိရင်လည်းအရမ်းကိုချိုပါတယ်ရှင်ဒီအသီးစိမ့်လေးတွေဆိုတာလည်းရမ်းသုံးရမှာလေပေါ့နော်ဒီအသီးကိုအကျော်ထည့်ပြီးဆိုတာနဲ့လှီးပြီးတော့ချက်လန်းပြီးတော့ဒီအသီးကလေးတွေလေးပဲလှုပ်စားပေါ့နော်ဒီရဲ့ချင်းပဲတုပ်စားဒီအသီးကိုမပီလေးနဲ့ပဲတုပ်စားချင်းပေါင်းလေးပဲလှုပ်စားဒီအသီးကတော့အရမ်းကိုသုံးရမှာလေချစ်တော့ရောဘယ်ဒီအသီးအမျိုးအစားကိုကြိုက်လဲတော့မသိဘူးပေါ့နော်ကျမကတော့မဝယ်လဲမဝယ်ရတယ်ပေါ့နော်ပတ်ဆက်လည်းမကုန်နဲ့ကိုလေးစီမတီးတယ်မချစ်စုတည်းအသီးလေးတွေကိုအကြိုက်ဆုံးပါပဲရှင်ချစ်တော့ရောဘယ်ဒီအသီးကိုကြိုက်လဲဆိုတာမှန်လေးမှဖြည့်ခဲ့ကြနော်မဝယ်ရဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့သူတွေချစ်စစ်တမားလေးရှင်ချစ်လက်ချစ်ပါလေရှင်